ကဲဆောင်းရမ်းကျန်းတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုဘာသာလို့ကျွန်တော်ပြမယ်ကြည့်နေပါတော့နော်ကဲဗီဒီယိုလေးဖွင့်ပြမယ်နော်စပြီဆိုပြီးနဲ့လူကစတွေ့ရပဲမှာနော်ဒီရတော့ဒီကလေးတော့ငါဘီဘောပြလိုက်သေးတယ်ဆရာကြီးကဘောပြလိုက်သေးတယ်ကြည့်ဦးပြန်ဝင်လာပြန်ဒီဝါရဲ့ဒီကတော့ဒီနေ့ဟာတပည့်ရဒီစပယ်ကိုတော့ဒီဘာလို့ဒီနေ့ကပြတာလဲဒီဘာလို့ဒီနေ့အဲ့တော့ဒီဆိုရင်တော့မရပါဘူးဒီစပယ်ကနော်ကဲဒီကနေ့ကိုပြန်ပြီးဆက်ချတယ်ဒီဘာလို့မလဲကျလူကအဲ့ဒီပဲသုံးတော့မယ်နော်ကဲနောက်မှဖန်ဒီပဲဝင်လာတာကဲကဲတော့ဒီပဲပိုင်းတာပြတ်မလားမပြတ်ဘူးဗျာဆိုယူပဲဖန်ဒီပဲပြန်သေးသွားရင်ကျွန်တော်ဆိုယူလောက်တာဟာတကယ်ကောင်းတယ်နော်ဆိုယူပလေယာလေးပါလို့ပြောရမယ်နော်